ကဘာကြီးကိုအလင်းပေးခဲ့ပြီးအမှောင်ထဲမှာတည်ဆုံးခဲ့ရသူ1943ခုနှစ်ဇန်နဝါရီလ9ရက်နေ့နယူးယောက်မြို့ကနယူးယောက်ကဟိုတယ်ကန်တစ်ခုမှာအသက်86နှစ်အရွယ်အဖိုးတယောက်အထီးကျန်စွာကွယ်လွန်သွားခဲ့ပါတယ်။ကွယ်လွန်သွားချိန်သူ့အနားမှာမိသားစုတယောက်မှမရှိခဲ့သလိုပတ်စံလည်းတပြားမှမရှိခဲ့ပါဘူး။အဲ့ဒီလူကဘာတူလဲ။အဲ့ဒီသူကဒီနှစ်သင်တို့သုံးစွဲနေတဲ့လျှက်စစ်မီးတွေ Wi-Fi တွေ Radio Smartphone တွေနဲ့ဒီပညာတိုးတက်မှုအားလုံးဟာထိကျန်စွာသိဆုံးခဲ့တဲ့အဖိုးရဲ့ဥနောက်ထဲကနေမြစ်ဖျားခံခဲ့တာပါ။သူဟာအနာဂတ်ကိုကြိုမြင်ခဲ့တဲ့ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်သလိုပစ္စုပန်ကိုဖန်တီးခဲ့သူတစ်ယောက်ဖြစ်ခဲ့ပေမဲ့သမိုင်းရဲ့မြစ်ဖြောက်ခြင်းကိုခံခဲ့ရသူပါ။သူ့ရဲ့နာမည်ကတော့နီကိုလတ်တက်စလာလို့ခေါ်ပါတယ်။တက်စလာရဲ့ဘဝဟာအစကတည်းကထူးခြားခဲ့ပါတယ်။သူ့ကို1856ခုနှစ်ဇူလိုင်လ10ရက်နေ့မှာပြင်းထန်တဲ့မိုးကြိုးပုံတိုင်းတွေတိုက်ခတ်နေတဲ့ညတညမှာပဲမွေးဖွားခဲ့ပါတယ်။တက်စလာဟာငယ်စဉ်ကတည်းကပုံမှန်လူတွေနဲ့မတူညီတဲ့စွမ်းရည်တွေရှိခဲ့ပါတယ်။သူဟာစာအုပ်တအုပ်ကိုတခါတည်းဖတ်ရုံနဲ့အလုပ်ရသလိုစက်ပစ္စည်းတွေကိုလက်တွေ့မစမ်းသပ်ခင်သူ့ရဲ့ခေါင်းထဲမှာပဲဖြုတ်လိုက်တက်လိုက်အရင်လုပ်ပြီးတော့စက်တွေအလုံးလုံးမလုပ်ကိုလည်းစဉ်းစားနိုင်စွမ်းရှိခဲ့ပါတယ်။1884ခုနှစ်မှာတက်စလာဟာအမေရိကန်ကိုရောက်ရှိခဲ့ပြီးအဲ့ဒီအချိန်ကနာမည်ကြီးသိပ္ပံပညာရှင်တဦးဖြစ်တဲ့သောမတ်အက်ဒီဆင်စီမှာအလုပ်ဝင်လုပ်ခဲ့ပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့အတွေးခေါ်ကလုံးဝဆန့်ကျင်ဘက်ဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်ကအက်ဒီဆင်က DC လို့ခေါ်တဲ့ဓာတ်ရိုက်လျှက်စီးစနစ်ကိုယုံကြည်ခဲ့သူပါ။ဒါပေမဲ့ DC စနစ်ဟာဝေးကွာတဲ့နေရာကိုမီးမလွတ်နိုင်တဲ့အကြီးမားဆုံးအားနည်းချက်တစ်ခုရှိနေပါတယ်။ DC စနစ်ဟာလျှက်စစ်ဓာတ်အားကိုအဝေးကြီးကိုပို့တဲ့အခါမှာလမ်းမှာတင်လျှက်စစ်အားတွေဆုံရှုံပြောက်ကွယ်သွားပါတယ်။ဒါကြောင့်မီးလင်းနိုင်ဖို့အတွက်အက်ဒီဆင်ဟာ1မိုင်သို့မဟုတ်2မိုင်ခြားတိုင်းမှာဓာတ်အားပေးစက်ရုံတရုံစီတိစောက်ခဲ့ရပါတယ်။ဒါကြောင့်မြို့တစ်မြို့ကိုမီးလင်းဖို့ဆိုတာအလွန်ကုန်ကျစရိတ်များပြားလွန်းပါတယ်။တက်စလာကတော့ဒီပြဿနာကိုဖြေရှင်းမှုအတွက် AC လို့ခေါ်တဲ့လျှက်စီးစနစ်ကိုတီထွင်ခဲ့ပါတယ်။တက်စလာဟာ transformer တွေကိုအသုံးပြုပြီးဓာတ်အားပေးစက်ရုံကနေမိုင်ယာကြီးထောင်ချီဝေးတဲ့နေရာတွေကိုစွမ်းရည်မဆုံးရှုံးစေပဲပို့လွှတ်နိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသမိုင်းဝင်ပြိုင်ပွဲကစတင်ခဲ့ပါတယ်။အက်ဒီဆင်ဟာသူ့ရဲ့စီးပွားရေးအင်ပါယာမကျဆင်းစေဖို့တက်စလာရဲ့ AC စနစ်ဟာလူတွေကိုသိစေနိုင်လောက်အောင်အန္တရာယ်ရှိပါတယ်ဆိုပြီးဝါဒဖြန့်ခဲ့ပါတယ်။ခွေးတွေမြင်းတွေနောက်ဆုံးစင်တကောင်ကိုပါ AC လျှက်စစ်နဲ့တပ်ပြပြီးတော့လူတွေကိုချင်းချောက်ခဲ့ရပါတယ်။ဒါပေမဲ့အမှန်တရားကိုကြာကြာဖုံးကွယ်ထားလို့မရပါဘူး။1893ခုနှစ်ချီကာဂိုကမ္ဘာပြပွဲကြီးမှာတက်စလာဟာသူ့ရဲ့ AC စနစ်နဲ့ပြပွဲတစ်ခုလုံးကိုလင်းထိန်စေခဲ့ပြီးတော့နိုင်ယာဂရာရေတံခွန်ကနေလျှက်စစ်ထုတ်ယူတဲ့စီမံကိန်းကိုပါအောင်ပွဲခံနိုင်ခဲ့ပါတယ်။ဒါကြောင့်ဒီကနေ့ကျွန်တော်တို့အိမ်တိုင်းမှာသုံးစွဲနေတဲ့လျှက်စစ်မီးဟာတက်စလာရဲ့ AC စနစ်ပဲဖြစ်ပါတယ်။တက်စလာရဲ့အောင်မြင်မှုတွေဟာလျှက်စစ်မီးတစ်ခုထဲမှာရပ်တန့်သွားခဲ့တာမဟုတ်ပါဘူး။သူဟာယနေ့ခေတ်နည်းပညာတွေရဲ့ဖခင်ကြီးလို့ဆိုရလောက်အောင်ခေတ်ရှေ့ပြေးခဲ့သူပါ1898ခုနှစ်မှာကမ္ဘာပထမဦးဆုံးအဝေးထိန်းစနစ်နဲ့လှိငယ်တွေကိုတီထွင်ပြသခဲ့တဲ့အပြင် X-ray နည်းပညာနဲ့ရေဒီယိုပညာကိုလည်းလေ့လာတီထွင်ခဲ့ပါတယ်။ဒါပြင်သူ့ရဲ့အကြီးမားဆုံးအိမ်မက်ကတော့ကမ္ဘာကြီးတစ်ခုလုံးကိုအခမဲ့စွမ်းရည်ပေးနိုင်မှုပါပဲ။1900ခုနှစ်မှာတာဝါတိုင်းကြီးတစ်ခုတည်ဆောက်ပြီးတော့လေတူတဲကနေတစ်စိကျိုးမဲ့လျှက်စစ်ဆွဲရည်နေတရေအချက်လက်တွေပေးပို့ဖို့စူးစမ်းခဲ့ပါတယ်။သူကအနာဂတ်မှာလူတွေဟာကမ္ဘာရဲ့ဘယ်နေရာမှာပဲရှိနေအင်းကြီးအိတ်ကက်ထဲထည့်သွားလို့ရတဲ့ပစ္စည်းလေးတစ်ခုရှိအောင်နဲ့တယောက်နဲ့တယောက်စကားပြောနိုင်မယ်။တရေတွေနားထောင်နိုင်မယ်လို့ပြောခဲ့ပါတယ်။သူပြောသလိုတကယ်လည်းမှန်ခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်100ကျော်ကတည်းကသူဟာစမတ်ဖုန်းနဲ့အင်တာနက်အကြောင်းကိုကြိုသိနေသလားလို့တောင်ထင်ရပါတယ်။ဒါပေမဲ့လူသားတွေအတွက်ကြီးမားလွန်းတဲ့သူ့ရဲ့အိမ်မက်ဟာသူ့ရဲ့ကြာဆုံးမှုပဲဖြစ်လာခဲ့ပါတယ်။လျှက်စစ်ကိုအခမဲ့ပေးမယ်ဆိုတဲ့အကြံစီကိုငွေရှင်ကျင်းရှင်တွေကသဘောမတူခဲ့ပါဘူး။ဒါကြောင့်ပဲယင်းနှိမ့်မြုံနိုင်မှုတွေကိုရပ်တန့်စေခဲ့ပါတယ်။စီမံကိန်းတွေရပ်တန့်သွားပြီးတဲ့နောက်တက်စလာဟာငွေကြေးပြတ်လတ်သွားခဲ့ရပါတယ်။တစ်ချိန်တည်းမှာပဲသူ့ရဲ့စိတ်ဆွဲလန်းမှုယောဂတွေဟာလည်းပိုဆိုးရွားလာခဲ့ပါတယ်။သူဟာသူ့ဘဝရဲ့နောက်ဆုံးအချိန်တွေမှာလူတွေနဲ့မဆက်ဆံတော့ပဲပန်းချန်တွေကခိုးတွေကိုပဲအစာကျွေးရင်းနဲ့အချိန်ကုန်ခဲ့ပါတယ်။အဲ့ဒီခေတ်ကမီဒီယာတွေနဲ့လူတွေကတော့သူ့ကိုယူသွနေတဲ့ကောင်လို့လှောင်ပြောင်ခဲ့ကြပါတယ်။တကယ်တော့တက်စလာဟာပတ်စံတဲ့စီးပွားရေးထက်လူသားတွေရဲ့တိုးတက်မှုကိုပိုပြီးတန်ဖိုးထားခဲ့တဲ့သူပါ။ဒါကြောင့်ပဲ Elon Musk ဟာနီကိုလတ်တက်စလာကိုဂုဏ်ပြုတဲ့အနေနဲ့သူ့ရဲ့ကုမ္ပဏီကိုလည်းတက်စလာလို့နာမည်ပေးခဲ့သလိုသင်တို့သုံးနေတဲ့နည်းပညာတိုင်းမှာလည်းနီကိုလတ်တက်စလာရဲ့အငွေအသက်တွေပါဝင်နေစေဖြစ်ပါတယ်။နောက်ဆုံးမှာတော့သူဟာအမှောင်ထဲမှာထိကျန်စွာသေဆုံးခဲ့ရပေမဲ့ဒီကမ္ဘာလုံးကိုတော့ထာဝရအလင်းရောင်ပေးသွားနိုင်ခဲ့ပါတယ်။တကယ်လို့သစ်စီမှာသာအကန့်အသတ်မရှိတဲ့လျှက်စစ်စွမ်းရည်ရှိခဲ့ရင်ကဘာကြီးအတွက်ဘာတွေများတီထွင်ပြစ်မလဲဆိုတာကို
comment မှာဆွေးနွေးသွားပေးခဲ့ပါအောင်နော်ယခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့အတွက် channel လေးကို follow လုပ်ထားခဲ့ပေးပါအောင်နော်